Hello အားလုံးမင်္ဂလာပါဒီတစ်ပတ်မှာ Wrangling Data Frame ထဲကအပိုင်းတစ်ပိုင်းကိုလေ့လာမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ Wrangling Data Frame ရဲ့ဘယ်အပိုင်းလေ့လာမှာလဲဆိုရင် Data Frame တွေကို long format wide format ပြောင်းတဲ့အကြောင်းပေါ့အဲ့တော့အဲ့ဒါကိုမှာမပြောင်းခင်မှာအရင်ဆုံးကျမတို့ long format wide format ကိုဘယ်အခါမှာသုံးလဲဘာကြောင့်သုံးလဲဆိုတဲ့အကြောင်းဘာကွာလဲဆိုတဲ့အကြောင်းလေ့လာကြည့်မှာပေါ့နော်အဲ့တော့အဓိကကျမတို့ဒီ long format နဲ့ wide format ရဲ့အဓိကကွာခြားချက်ကတော့ data တွေကို row ရ column အရဘယ်လိုစီထားလဲဆိုတဲ့အပေါ်မှာ မူတည်ပြီးကွာခြားသွားတာပေါ့နော်ပထမဦးဆုံး wide format အဲ့တော့ wide format ဆိုရင်သူကဘာကွာလဲဆိုရင် each subject appearance ကျမတို့တိုင်းတာထားတဲ့ subject တစ်ခုစီကတစ်ခါစီပေါ့မယ်ပြီးကြတော့အဲ့ဒီ subject ပေါ်မူတည်ပြီးကျမတို့လုပ်လိုက်တဲ့ repeated measurement ထပ်ခါတိုင်းထားတဲ့အတိုင်းတာတွေကို column တစ်ခုစီမှာ separate column စီမှာပေါ်လာမယ်အထူးသဖြင့်ဘယ်အခါမှာသုံးလဲဆိုရင်ကျမတို့ဒီဖတ်တဲ့အခါမှာပေါ့နော် data တွေကိုဖတ်ဖို့လွယ်ကူတယ်နောက်တစ်ခုကကျတော့ကျမတို့ value တွေကိုတိုင်းတာချင်တဲ့အခါတိုင်းရှင်းချင်တဲ့အခါမှာဒီ wide format ကိုသုံးတယ်ပေါ့အထူးသဖြင့်ဘယ်မှာသုံးလဲဆိုရင် data entry နဲ့ reporting တွေမှာအသုံးပြုတယ်အဲ့တော့ကြည့်မယ်ဆိုရင်ဘယ်ပုံစံလဲဆိုရင်ဒီပုံစံလေးအဲ့တော့ student ABC ဆိုတဲ့ subject ရှိမယ်နောက်တစ်ခုကအဲ့ဒါတွေကိုထပ်ခါတိုင်းထားတယ် test 1 test 2 test 3ဆိုပြီး repeated measurement တွေကိုသူ့ column အလိုက်စီထားတာပေါ့ဒါဒီ wide format အဲ့တော့ wide format ဘယ်အခါမှာသုံးလဲဆိုရင် data entry နဲ့ reporting တွေလုပ်တဲ့အခါမှာသုံးတယ်ပေါ့နော်နောက်တစ်ခုက long format long format မှာကျတော့ကျမတို့ဘယ်လိုလုပ်လဲဆိုရင် each measurement occupy its own row measurement တစ်ခုတစ်ခုစီက row တစ်ခုတစ်ခုစီမှာပေါ်မယ်ခုနကျတော့ column မှာပေါ်ပြီးကြအခုကျတော့ row မှာပေါ်မယ်နောက်တစ်ခုက variable names are stored in one column and value in another variable name တွေကိုတစ်ခုကို column တစ်ခုမှာသိမ်းမယ်နောက်တစ်ခုကသူနဲ့သက်ဆိုင်တဲ့ value ကိုတခြား column တစ်ခုမှာသိမ်းထားမယ်အဲ့လိုပုံစံမျိုးနဲ့စုစည်းမယ်အထူးဖြင့်ဘယ်အတွက်အသုံးပြုလဲဆိုရင် statistical analysis နဲ့ visualization လုပ်ဖို့အတွက်အသုံးပြုတာပေါ့နော်အထူးသဖြင့်ဘယ်မှာသုံးလဲဆိုကျမတို့ ggplot2 နဲ့ many r function တော်တော်များများမှာအသုံးပြုတယ်ပေါ့အဲ့တော့ကျမတို့ wide format နဲ့ long format နဲ့ဘယ်အခါမှာသုံးရမလဲဘယ်လိုသုံးကြလဲပေါ့နောက်တစ်ခုက exam အနေနဲ့ပြောမယ်ဆိုရင်ဒါက long format student test score ဆိုပြီးပေါ်တယ်ပေါ့နော်အဲ့တော့ဒီမှာဒီ student A တွေနောက်သူ့ရဲ့ test သက်ဆိုင်ရာ test တွေပြီးရင်သက်ဆိုင်ရာ score တွေကိုအသုံးပြုထားတယ်ပေါ့နောက်တစ်ခုကဘယ်အခါမှာ long format ကိုသုံးရမလဲဘယ်အခါမှာ wide format ကိုသုံးရမလဲပေါ့အဲ့တော့အတူအားဖြင့်မှတ်ထားမယ်ဆိုရင် wide format ကိုဒီ data တွေကိုကြည့်အောင်မကြည့်မှာ view လုပ်ချင်တဲ့အခါမှာနောက်တစ်ခုက data တွေ report လုပ်ချင်တဲ့အခါမှာ wide format ကိုသုံး long format ကိုလုပ်ကြတော့ analysis လုပ်ဖို့ graphing လုပ်ဖို့နောက်တစ်ခုက statistical modeling လုပ်ချင်တဲ့အခါမှာ long format ကိုသုံးပြရမှာပေါ့အဲ့တော့အလွယ်မှတ်မယ်ဆိုရင် wide ကကျတော့ spread horizontally သူက horizontally အရာပြန့်သွားပြီးတော့သူ့မှာ column ပို့ပါမယ် long format ဒီသူက stretch vertically အရာရှိပြီးကျတော့သူ့မှာ row ပို့ပါမယ်လို့မှတ်ထားရတယ်ပေါ့နော်ဒါကြတော့ကျမတို့ဒီမှာ long format wide format မပြောင်းခင်မှာဘာကွာလဲလေ့လာတာပေါ့ဒါဆိုရင်ကျမတို့မှာရှိတဲ့ raw data တွေကို format ပြောင်းတော့မယ်အဲ့တော့ format ပြောင်းတော့မယ်ဆိုရင်ကျမတို့ဒီ format ပြောင်းဖို့အတွက်ဘာရင်လုပ်ရမလဲဆိုရင် tidyverse ကိုလိုက်ပြီးအရင်ခေါ်ရမယ်အဲ့တော့အရင် tidyverse ကို install လုပ်ပြီးသားဆိုရင်တော့ဘာမှလုပ်စရာမလိုဘူးပေါ့နော်ဒါကကျမ install လုပ်ပြီးသားအကယ်၍ install မလုပ်ရသေးဆိုရင် tidyverse ကို install လုပ်ဖို့ပေါ့ install.packages tidyverse ဆိုပြီးတော့ခေါ်ဖို့လိုတယ်ပေါ့နော်ဒါက install မလုပ်ရသေးတဲ့သူအနေနဲ့လုပ်ရမှာအဲ့တော့ဒါကမလုပ်ရသေးတဲ့သူကျမလုပ်ထားပြီးသားဖြစ်တဲ့အတွက် library တစ်ခါတည်းခေါ်လိုက်မယ်အဲ့တော့အမြဲတမ်း package တွေကိုမှာ package တွေ install လုပ်ပြီးရင် library ပြန်ခေါ်ဖို့လိုအဲ့တော့ကျမက tidyverse ကို library ခေါ်လိုက်မယ်နောက်တစ်ခုကဘာလုပ်ရမလဲဆိုရင်ကျမကဒီ data frame တစ်ခုတည်ဆောက်လိုက်မှာအဲ့ဒါမှာ student score တွေပါမယ်ကျောင်းသားတွေရဲ့အမှတ်တွေအဲ့ဒီမှာကျောင်းသား3ယောက်ရှိမယ်အောင်ရယ်စုရယ်ကျော်ဆိုပြီး3ယောက်ရှိမယ်ပြီးတော့သူနဲ့သက်ဆိုင်တဲ့အမှတ်စီနဲ့သင်္ချာရယ်အင်္ဂလိပ်ရယ်သိပ္ပံရယ်ဆိုပြီးဘာသာ3ရက်ပေါ့နော်ဒါလေးကိုကျမက data frame တည်ဆောက်လိုက်မယ်အဲ့တော့ပြန်ကြည့်အောင်ဒါသူ့ format ကဘယ်လိုရှိလဲဆိုရင် student score ကိုပြန်ခေါ်မယ်ကျမက student score ခေါ်မယ်ခေါ်လိုက်တဲ့အခါမှာဒီပုံစံဒီဘာလဲဆိုရင် white format အခုအောက်မှာပေါ်နေတဲ့သူပုံဒီ white format ပုံပေါ်နေတယ်ဒါကိုကျမက long format ပြောင်းချင်တယ်long format ပြောင်းချင်တယ်ဆိုရင်အသုံးပြုရမယ့် function က pivot longer ဆိုတဲ့ function ကိုသုံးရမယ်အဲ့တော့ကျမ data frame နာမည်အသစ်ကို student long ဆိုပြီးပေးလိုက်မယ်အဲ့တော့ student score ဒီပုံစံလေးက percentage နဲ့ဒီပုံစံလေးကဘာလဲဆိုတော့ pi operator ကိုသုံးထားတယ်ပြီးရင် pivot longer ဆိုတဲ့ function ကိုသုံးတယ်အဲ့ဒီမှာဘာလဲဆိုရင် columns math science ဒါ column တွေကို reshape လုပ်မယ်လို့ဆိုလိုတာ column တွေကိုပုံစံပြန်ပြောင်းမှာဆိုရင် comment ပေးထားတယ်နောက်တစ်ခုက name တွေပြောင်းတော့မယ် names to subject values to score နာမည်တွေကို subject လို့နာမည်ပြောင်းလိုက်နောက် values တွေတန်ဖိုးတွေကြတော့ score လို့ခေါင်းစဉ်ပြောင်းလိုက်လို့ပြောထားတယ်အဲ့တော့ဒါ run ကြည့်ပုံမြင်တာမှာပေါ့နော်ဒါလေးကို run လိုက်မယ် run လိုက်တဲ့အခါမှာဘယ်လိုပုံစံပေါ်လဲဆို student long ဒါ
ဒါဆိုရင်ဒါဒီ long format အခုကကျမတို့ကဘာလုပ်နေလဲဆိုရင် wide format ကနေ long format ကိုပြောင်းထားတယ်သုံးရမယ့် function က pivot longer ဆိုတဲ့ function ဒါဒီ long format အနေနဲ့ပြန်ပေါ်လာတယ်ပေါ့နော်အဲ့တော့ခုနကကျမတို့ comment ပေးထားတယ်လို့ student ပါမယ်နောက် subject ဆိုတဲ့ title score ဆိုတဲ့ title တွေပါလာတယ်ဒါဒီ long format ပြောင်းထားတာအခုနောက်တစ်ခုကကျတော့ကျမတို့ဘာလုပ်မလဲဆိုရင် wide format ပြန်ပြောင်းမယ်အဲ့တော့ wide format ပြောင်းချင်တယ်ဆိုရင် student wide ဆိုပြီးကျမ data frame ထောက်ထားမယ်သုံးရမယ့် function ဒီ pivot wider ဆိုတဲ့ function အဲ့တော့ student wide ဆိုပြီးပြောင်းလိုက်မယ်နောက် student long pivot wider names from subject ကနေနာမည်ပြောင်းမယ်နောက် value from score တွေစီကနေ value တွေယူမယ်အဲ့ဒါကိုကျမတို့က wide format အနေနဲ့ပြန်စောင့်မယ်နောက် student wide ကိုပြန်ရှာကြည့်လိုက်ဒါဒီ wide format ပေါ့ဒီပုံစံနေ wide format အဲ့တော့ကျမတို့ဒီမှာသုံးထားတဲ့ function တွေကို explanation ဆိုတာဒီအပေါ်ကရေးရတဲ့ code ထဲကပါတဲ့ဟာတွေကိုပြန်ရှင်းထားတာပေါ့နော် names from ဆိုတာဘာပြောလဲ subject ဆိုတဲ့ဥစ္စာဘာပြောလဲဆို values in subject become column name ဒီ subject လို့ခေါ်တဲ့အပေါ်ကခေါင်းစဉ်ထဲကတန်ဖိုးတွေကအခုမှကျတော့ column name ဖြစ်လာမယ်နောက် value from score value face a new column value တွေကဘာဖြစ်လဲဆို new column တစ်ခုအနေနဲ့ပေါ်လာမှာအဲ့တော့ဒီပုံစံအနေနဲ့ကြည့်ရပြီပေါ့နော်ဒါဒီကျမတို့ကဘာလုပ်ထားလဲဆိုရင် R Studio မှာ wide format long format ပြောင်းတာပေါ့နော်အဲ့တော့ကိုယ့်ရဲ့ data ကဘယ်လိုပုံစံနဲ့ပဲတင်ထားတာပေါ့နော်ကိုဘယ်လိုအသုံးပြုရဆိုတဲ့ပုံမှန်ဒီပြ format အမျိုးမျိုးပြောင်းလို့ရတယ်